လေးရှိသွားနှခမ်းမွေးလေးတက်တယ်နေတယ်နော်ကေလေးကလည်းသူကငါလိုကေလေးနဲ့ဟုတ်ဗျာကေငါအာနိုကေညာငါလိုကေလေးအာနိုကေလို့ပြောတာပါအာနိုကေလေးနဲ့အာနိုကေဘာငါလိုအာနိုကေလေးနဲ့သူကမင်းသမီးရဲ့ရည်စားမှန်းသိအောင်ဖြစ်ဒီမှာလူစီကားတော့မှတခါတည်းကျင်ညာလိုက်မယ်ဆိုပြီးလက်ညှိုးထောင်ပြီးတော့အေးတက်ကိုလှမ်းပြောတယ်ကျွန်တော်ပဲတဲ့ကမာရွတ်မှမိရှို့ပြီးထွက်ပြေးလာတာနင်ကအဖမ်းခံအောင်နေလို့ရလားကျွန်တော်ပဲတဲ့တန်တလင်းရဲ့ချစ်သူပါတဲ့သူနဲ့ဒီနေ့ကျွန်တော်ချိန်ထားတယ်တဲ့ဘယ်ချိန်ရှိလဲသိအောင်လက်ကဓာတ်ကုတ်ရအောင်ကြည့်နိုင်လေနာယီကိုကြည့်တယ်နိုင်ကြည့်ပြီးဟာတဲ့အချိန်တော်စိတ်နေပြီတဲ့အဝီကြီးဆင်းရတော့မယ်တန်တလေးအိမ်သွားတန်တလေးအိမ်သွားတော့မယ်တဲ့ဘာနဲ့သွားရင်ကောင်းမလဲဟေးတက်စီကားတဲ့လာစမ်းခွာတယ်ငါ့ကိုမသိမချင်းတိုက်တယ်တန်တလေးအိမ်ကိုတန်တလေးအိမ်ကိုမကောင်းပါဘူးတဲ့ဟဲ့ဆိုင်ကဲလာစမ်းခွာတဲ့ငါ့ကိုလိုက်ပို့စမ်းတင်းချင်းကုန်းတဲ့တင်းချင်းကုန်းပေးလမ်းတင်းချင်းကုန်းပေးလမ်းမကောင်းပါဘူးတဲ့ကိုကဘိန်းနဲ့စီးသွားတာပဲကောင်းပါလေဆိုပြီးအိမ်ထဲဝင်ပြီးတော့ပြေးဝင်သွားပြီးဘိန်းဆွဲထုတ်လာတယ်ဘိန်းဆွဲထုတ်လာတယ်ဗျာဘိန်းဆွဲထုတ်လာပြီးတော့ဘိန်းကိုကင်ပြီးစဉ်းစားတယ်ဘိန်းတော်ရပြီတဲ့ပြောင်းတယ်နဲ့မိကျစ်ပဲလို့တော့တယ်ငါဘိန်းစားဖြစ်နေပြီလားဘိန်းတော်ရပြီတဲ့သွားဖို့ပဲလို့ဘိန်းကိုတက်ခွာတယ်ရှူဘိန်းပေါက်တယ်လားငါပေါက်တယ်လားမသိဘူးတဲ့ပြန်ဆင်းကြည့်ဘိန်းကိုကင်ကြည့်တယ်ဟာလေရော့နေလေမရှိဘူးတဲ့ဘာဖြစ်တာပါလိမ့်ဆိုဟာဘာကျွတ်ချောင်းနေတာတဲ့ဘာကျွတ်ကလေးကိုကင်ကြည့်ကျွတ်ကိုကင်တော့မြို့အောင်လှမ်းတွေ့တယ်ဘာကျွတ်ချောင်းတာဘာကျွတ်ကိုကြက်တယ်လေပြန်ထိုးရမယ်တဲ့လေထိုးတာကိုအိမ်ထဲပြန်ယူမယ်ဆိုပြီးတော့ကပုံသားကြားဆွဲထုတ်လေထိုးတာကပုံသားကြားတခန်းထားဘူးအေးပေါ်ထည့်ထားတာလေထိုးတာနဲ့လေထိုးတာနဲ့တက်ပြီးလေထိုးတယ်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 ဘိုင်းအောင်နဲ့ရင်မနာတဲ့သွေးအန်နဲ့သေပြီးအဲ့ငါကပ်ပြင်းနေတော့လေထိုးတယ်လေထိုးပြီးတော့ကင်ကြည့်တယ်ဟာတင်းနေပြီတဲ့ဟာတော်တော်တင်းနေပါလားတဲ့ဒီနေ့စောစောပြန်မယ်စောစောပြန်တယ်သူကတင်းတယ်သူစောစောပြန်လိမ့်မယ်တင်းတယ်သူစောစောပြန်ပါဗျာအကြောင်းပြလုပ်ဖို့အကြောင်းပြပြီးအစောကြီးပြန်နော်တင်းတယ်သူအစောကြီးပြန်တင်းနေရပြီတဲ့ဆိုပြီးလေထိုးတံကိုဖြုတ်တယ်ဖြုတ်ပြီးတော့အထဲပြန်အထဲသွားသိမ့်မယ်ဆိုပြီးတော့ကမုံစာကြားတဲ့ထဲလှုပ်ပေးလေထင်းတလောက်လည်းမဟုတ်ပြီးတော့ဇပင်းကိုတက်ခွာဟဲ့နွားတဲ့ဘာတော့ဟာရှေ့ကနွားဖြတ်သွားလို့ကမင်းကရှေ့ကဖဲတန်းကွာဖဲတန်းကွာရှေ့ကဖဲကွာဟိုလို့ကွာနွားမောင်းပြီးတော့ဇပင်းကိုညင်းသွားတယ်ခင်ဗျာမြန်နင်းသွားတယ်ဟာဟိုကကောင်မလေးအိမ်သားရောက်ပြီးဝင်သားအားရနဲ့ဇပင်းကိုတောင်းထောက်ပြီးပြစ်ချလိုက်တယ်ဂိမ်းဇပင်းပြစ်ချလိုက်တာဂိမ်းကနေလားအိမ်နေတဲ့ခွေးပေါ်သွားကြတာဝဲဖက်ကြသမှာဝဲဖက်ကြသမှာခွေးဖြစ်လိုက်နွားဖြစ်လိုက်မင်းတို့လည်းဘယ်တလိမ့်ဆန်ဖြစ်လို့ထင်မှန်းကိုတန်တန်လေးအိမ်သားတော့ရောက်ပြီးတဲ့တန်တန်လေးကိုချက်ပေးရမယ်ခဲလေးကုန်းကောက်တယ်အားရပါရပေါက်လိုက်တယ်ဘူးတဲ့ဟာရက်စားတွေငါရက်ထားတာများသွားပြီထင်တယ်တဲ့ရက်ကိုမရက်ရသေးဘူးခဲနဲ့ဘယ်ဝယ်ရမှမသိလို့ခဲနဲ့တန်တန်လေးအိမ်ကိုခဲနဲ့လှမ်းပေါက်လိုက်တယ်တားပေါက်ဖတ်တယ်ဒါခဲသူတောက်ခနဲ့လေဗျာရှင်ခဲအမလေးဘယ်ချိန်မိုးရွာလို့ရွာမှမသိဘူးခဲနဲ့ပေါက်တယ်ခဲနဲ့ပေါက်ပြီးတော့တော့ဆိုရင်တော့တန်တန်လေးကကင်းပါပါတယ်သိပါပြီတဲ့သူ့အိမ်ရှိကတစ်ပင်ကြီးကိုမိပြီးစောင့်တစ်ပင်ကြီးကိုမိပြီးစောင့်နေတယ်တစ်ပင်အကောက်ကြီးနည်းနည်းကောက်သေးတယ်ဒီတဲ့နည်းနည်းကောက်သေးတယ်တနေ့ကုန်ဒီတိုင်းစောင့်မယ်တဲ့မလားမချင်းစောင့်မယ်တဲ့အဲ့မှာကောင်မလေးကအိမ်ခဲမှန်တော့ထွက်လာတယ်အိမ်ရှိခန်းကိုထွက်လာပြီးတော့ပရင်းမောက်ကိုဖွင့်ကြည့်တယ်ကောင်မလေးလှမ်းမြင်လိုက်ပြီးဟာတဲ့အိမ်ရှိမှာပန်းမင်းနဲ့ရေဖြန်းနေပါလားတဲ့